ကဲဒီနေ့ကတော့စိမ့်မှုန့်မွေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့နိုးမလိုက်နိုးစိန်လေးကိုဒီနေ့အိမ်မှာလှူစားပြစ်လို့လုံနီးလေးကိုဝေမျှပေးလိုက်ပါရဲ့နော်ကဲရင်ဦးစုံနွားနို့လေးတွားကြိုပါမယ်နွားနို့ကတော့1လီတာဘူး2ဘူးအသုံးပြုထားပါရဲ့နော်ဒါရှန်ကြမှာဆိုလို့အဖုံးတော့မအုပ်တော့ပါဘူးနွားနို့လေးတွေကအခုလိုမျိုးလေးစုလာပြီဆိုရင်တော့ရှာလကာကြီးထည့်ပါမယ်ရှာလကာကြီးကတော့ထမင်းစားစွန်းနဲ့4စွန်းစာလောက်ရှိပါတယ်။တံမြာကြီးရှိရင်လည်းတံမြာကြီးထည့်လို့ရပါတယ်နော်။ကဲရှာလကာကြီးထည့်ပြီးခဏလောက်မှွေပေးလိုက်ရင်တော့အခုလိုမျိုးလေးအဖက်သက်သက်အရည်သက်သက်ဖြစ်သွားပါပြီ။အဲ့ခါကျရင်မီးလေးပိတ်လိုက်ပါမယ်။ကဲပြီးရင်တော့အဝတ်ဖြူပပတန်တန်လေးပေါ်ကိုလောင်းချလိုက်ပါမယ်နော်။ဒီရှာလကာကြီးအနက်အနေလည်းရှိတဲ့အတွက်သူ့ကိုအခုလိုမျိုးလေးရေလေးနဲ့ဆေးချလိုက်မယ်။ပြီးရင်တော့ပြန်ပြီးတော့ညှစ်ထားလိုက်မယ်ရေဆေးလိုက်ပြန်ညှစ်လိုက်နေအခုလို3ချိန်လောက်လှုပ်ထားပေးလိုက်ပါနော်ရေကိုတော့လုံးဝပြောင်စင်နေအောင်ညှစ်ထားပေးပါနော်ကဲပြီးရင်တော့ဒီနိုဂဲဖက်တွေကိုလုံးဝတေချာနေမယ်ကြကြလေးနေရပါမယ်ဒီနေရာမှာတေချာလေးမနေဘူးကြကြမနေဘူးဆိုရင်တော့လုံးဝတာခက်ပါတယ်ပြီးရင်ကွဲထွက်ကုန်ပြီးတော့ဖွယ်ဖွယ်ကြီးနဲ့စားလို့လည်းမကောင်းပါဘူးတေချာလေးအချိန်ကြကြလေးနေထားပေးပါနော်ကဲပြီးရင်တော့ကိုယ်စိတ်ကြိုက်အခုလိုအနေတော်လေးတွေလှုပ်ထားပေးလိုက်ပါမယ်ကဲပြီးရင်တော့တကြားရည်စိမ်မိုးအတွက်တကြားရည်တွားကြိုပါမယ်နော်တကြားကတော့ထမင်းစားစွန်းနဲ့9စွန်းစာလောက်ရှိပါတယ်ပြီးရင်စားလေးလည်းနည်းနည်းချဲ့ပါမယ်နော်ရေလေးချဲ့ပြီးတော့ဒီတကြားတွေပျော်တဲ့ချီလေးကြိုထားပေးလိုက်ပါမယ်တကြားတွေအကုန်လုံးပျော်သွားပြီဆိုရင်တော့ဆွမ်းနာတော့ကနိုးမလိုက်လုံးလေးထည့်လိုက်ပါမယ်နော်ပြီးရင်သူ့ကို15မိနစ်လောက်တည်ထားပါမယ်15မိနစ်လောက်တည်ထားပြီးရင်ဒီမှာပွားတက်လာပါပြီနော်ပြီးရင်တော့သူ့ကိုမီးလေးပိတ်ပြီးတော့6မိနစ်9မိနစ်လောက်ခဏလောက်အေးခံထားပေးလိုက်ပါမယ်ကဲ6မိနစ်9မိနစ်လောက်အေးခံထားပြီဆိုတော့နိုးမလိုက်လုံးလေးတွေကဖွယ်ဖွယ်ကြီးနဲ့ပွားစီစီမဖြစ်ဘဲနဲ့မာကြစ်ကြစ်လေးနဲ့စားလို့ကောင်းအောင်ကျမတို့အခုလိုမျိုးဇွန်းလေးနဲ့ဖိထားပေးလိုက်ပါတယ်ကဲပြီးရင်တော့နွားနိုး1လီတာဘူးတဝက်လောက်ကြိုပါမယ်ဒီညမှာတကြားလေးပါထည့်ကြိုပေါ့နော်ကျမကတော့မေးခဲ့လို့ခဏနေမှထည့်ပါတော့မယ်ပြီးရင်တော့ဆွမ်းနာတော့နိုးမလိုင်ခဲလေးချဲ့ပါမယ်ဒါကလေအပြင်မှာဝယ်စားရင်တော်တော်လေးဈေးကြီးတယ်ပေါ့နော်ဈေးကြီးတာကလည်းသူကလောက်ကတာလည်းလက်ဝင်နေပြီးတော့နွားနိုးကတကယ်ကဲလှုပ်လိုက်တဲ့ခါကျရင်ဘယ်လောက်မှမရဘူးပေါ့နော်ကျမ2လီတာကိုဒီလိုနိုးခဲလေးကိုလှုပ်တာကို10ခုလောက်ပဲရတယ်ပေါ့နော်အားကြောင့်လဲဈေးကြီးတာပါသူကစားလို့ကတော့တော်တော်ကောင်းတယ်ပေါ့နော်စိမ့်စိမ့်လေးနဲ့မှုန့်မွေးလေးပါကဲကျမတကြားတွေပြောပြီးပွက်လာရင်တော့ဒါချလိုက်ပါတော့မယ်အခုလိုတီယိုစီလေးစပြည့်6လေးနဲ့တွဲစားအရန်ကောက်ပါတယ်3ခုလောက်ကတော့ဒါရေခဲတက်တာနဲ့ထည့်သိမ်းထားလိုက်မယ်ပေါ့နော်ကဲဒါကတော့အိမ်မှာလှူစားပြတဲ့နိုးမလိုက်နိုးစိန်လေးကိုဝေမျှပေးတာပါကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်နေ့လည်းနောက်ထပ်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်နော်